မော်တော်မြို့နယ်မြောက်ပိုင်းလာဖို့ကောက်ကီစီစခန်းမှာရောက်ရှိနေကြတဲ့မွတ်စလင်စစ်ဘေးရှောင်တွေအနေနဲ့ဤပွဲတော်မတိုင်မီသူတို့ရဲ့နေရမော်တော်မြို့ထေးကိုပြန်ရှင်နေကြတယ်လို့သတင်းရရှိပါတယ်။လာဖို့ကောက်ကီစီစခန်းမှာနေတဲ့သူတွေဟာကိုယ့်အိမ်ကိုပြန်ပြီးဤပွဲတော်ကိုကိုယ့်အိမ်မှာပဲကျန်းပနိုင်ဖို့မျှော်လင့်နေကြတယ်လို့လာဖို့ကောက်ကီစီစခန်းကစစ်ဘေးရှောင်တွေကပြောပါတယ်။လာဖို့ကောင်မှာအိမ်မပြန်နိုင်သေးတဲ့စစ်ဘေးရှောင်300လောက်ရှိနေပြီးအာခပြည်သူတော်လှန်ရေးအစိုးရရဲ့တာဝန်ရှိသူတွေကိုလည်းသိရလို့ပြောပြစီရှင်တယ်လို့သူကဆိုပါတယ်။လာဖို့ကောက်ကီစီစခန်းမှာမော်တော်မြို့ပေါ်ရက်ကွက်1ရက်ကွက်2ရက်ကွက်4ကရင်နဲ့ရက်ကွက်နဲ့မောင်နီကြီးော်တွေကဖြစ်ကြပြီးအိမ်မပြန်နိုင်ကြသေးဘူးလို့ဆိုပါတယ်။မော်တော်မြို့ကအထိုက်တန်းကြောက်သူအမျိုးသမီးငယ်တယောက်ကလည်းသူတို့အနေနဲ့ဤပွဲတော်မတိုင်မီအိမ်ပြန်လို့တဲ့အတွက်ကိုကြီးပေးစီရှင်တယ်လို့သူကပြောလာပါတယ်ခင်ဗျာ။